မင်္ဂလာပါအခုဒီကျွန်တော် Navan Bill report ထွက်ပြီးတဲ့အချိန်မှာရွှေဈေးကတအားကိုထိုးတက်သွားတယ်ဒေါ်လာ60လောက်4300ကနေ4364 65လောက်ထိထိုးတက်သွားတယ်ပေါ့နော်ဘာဖြစ်လဲလောက်ထိထိုးတက်သွားတာလဲဆိုတော့အရှင်းဆုံးပြောရင် NFP data ကအနှုတ်လက္ခဏာပြသွားတယ်ပေါ့နော်ဒီမှာ NFP မှာကျွန်တော်ဒီအနောက်မှာပြထားတယ် Navan Bill ကဒီ -23k ပေါ့နော်အနှုတ်2300နှုတ်မိုင်းနဲ့နော်အနေအောင်နဲ့ပြတာမိုင်းနဲ့အဲ့တော့ခါကျတော့သူက focus က 85k 8000ခွဲပေါ့နော် 85k အရင်လက plus 20k နော်ပြီးခဲ့တဲ့လက 20k ပေါ့ဒါခံမှန်းထားတာ 85k 8000ခွဲအလောက်က8000ခွဲလောက် August လထဲမှာဖန်တီးပြီးမယ်လို့ခံမှန်းထားတာကနေတကယ်ထွက်လာတဲ့ခါကျတော့အနှုတ် 23k ဆိုအနှုတ်နဲ့ထွက်တာတော့တော်တော်ရှားတယ်ပေါ့နော် Navan Bill တို့ကတော်တော်ရှားတယ်0အောက်ကိုရောက်သွားတယ်ဆိုတော့အလုပ်တွေတရားမှမခန့်နိုင်ဘူးပေါ့ဒီအနှုတ်ထွက်သွားတဲ့သဘောတော့သူ့ရဲ့စီးရင်ကိန်းနဲ့နှိုင်းရှင်မှုအချက်လက်ရ negative ပြတာပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီတောက်ကြနေတိုင်းလစဉ်ပထမဆုံးပတ်ရဲ့တောက်ကြနေတိုင်းမှာဆိုလို့ရှိရင် US က labor market report ထုတ်ပြန်တယ်ပေါ့နော်July ပေါ့ sorry ဆိုကျွန်တော်ပြောတာမှာတော့ August မဟုတ်ဘူး August လမှာပြီးခဲ့တဲ့ July ရဲ့ report ကိုထုတ်တာထုတ်တယ်ဆိုတော့ဘာတွေထုတ်လဲဆိုရင်အဓိကအရေးဆုံးကတော့ Navan Bill တို့ NFP ထုတ်တယ်ပြီးလို့ရှိရင် unemployment rate အလုပ်လက်မဲ့ no နောက်တစ်ခုက average hourly earning တခြားlabor market data တွေရှိတယ်ဒါပေမဲ့အဲ့ဒါအရေးကြီးဆုံး၃ခုကတော့ Navan Bill တို့ရဲ့ unemployment rate ရဲ့ average hourly earning ရဲ့ပေါ့နော်အဲ့၃ခုအရေးကြီးဆုံးအဲ့၃ခုအတူတူအားလုံးမကောင်းဘူးအားလုံးကောင်းတယ်ဆိုလို့ရှိရင်တော့ဘာမှစဉ်းစားတဲ့သိမလို့ဘူးပေါ့လေအခုထုတ်ပြန်တဲ့ data ကဆိုလို့ရှိရင် Navan Bill ကမကောင်းဘူးเนาะဒီမှာကျွန်တော်အနီရောင်နဲ့လည်းပြထားရအောင်เนาะဒီအနောက်က slide မှာNavan Bill ကမကောင်းအနှုတ်လည်းပြ 23k average hourly earning ကလည်းပဲအနီရောင်ပြတော့အနှုတ်တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ဘာလို့အနီပြတယ်လဲဆိုလို့ရှိရင်တော့ခံမှန်းတာတဲ့နည်းလို့ရှိရင်အနီပြတယ်ပြီးခဲ့တဲ့လထဲလျှော်နေလို့ရှိရင်လည်းအနီရောင်ပြတယ်ပေါ့လေအနီရောင်ပြတော့ average hourly earning ကဒီမှာ0.3 0.3 နဲ့ 0.1 ဖြစ်သွားเนาะအရင်လက 0.3% เนาะခံမှန်းထားရလေ 0.3% ဒါပေမဲ့တကယ်ထွက်ရှိလာတော့ July ရဲ့တနင်္လာနေ့လောက်ခလာစာဝင်ငွေက 0.1% ကျသွားတယ်เนาะကျသွားတဲ့အခါကျတော့ job data မှာနှစ်ခုမကောင်းဘူးတစ်ခုပဲကောင်းတယ် unemployment rate အလုပ်လက်မဲ့နှုန်းရောနေတယ်အဲ့တော့ဒါအကြမ်းမြင်မဲ့ကျွန်တော်လူတာမန်လူတယောက်တည်းပေါ့เนาะ economist ပညာရှင်တယောက်ရဲ့စဉ်းစားပုံချင်းကပ်ပြီးတော့တူရှိမှတူမှာပေါ့เนาะအဲ့ဒါတက်ပေါ့ဒီတိုင်းကြည့်မယ်ဆိုဒေတာအရေးကြီးနေတာသုံးခုတည်းပါနှစ်ခုကမကောင်းဘူးနှစ်ခုကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့နှစ်ခုကအနီရောင်ပြရဲအညုံငယ်နှစ်ခုတော့ဒါအညုံငယ်လေးဆိုလို့ရှိရင် labor market အညုံငယ်အဲ့တော့မကောင်းတာမှတော်တော်လေးကိုမကောင်းတာဖြစ်တဲ့အတွက် US ဒေါ်လာတန်ဖိုးနည်းသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ data တွေကိုဘာကြောင့်စီကွက်ကသတိထားပြီးကြည့်ကြတယ်လဲဆိုလို့ရှိရင် Fed လို့ခေါ်တဲ့ American Bull Bank ကဒီစီဝိုင်းအညုံငယ်တွေကိုကြည့်ပြီးတော့စီဝိုင်းချင်းတွေကိုခံမှန်းတွက်စားတယ်ပြီးတာနဲ့ဒီအတုံးနှုတ်တွေပြင်ဆင်တယ်ငွေကြေးမူဝါဒ policy တွေချမှတ်တယ်ဒီအတွက်ကိုဒီ data တွေကိုအသုံးပြုတာဖြစ်တယ်ပေါ့နော်အဲ့တော့ Navan Bill လည်းမကောင်းဘူး average hourly earning လည်းမကောင်းဘူးဆိုလို့ရှိရင်အလုပ်လက်မဲ့နှုန်းတစ်ခုတည်းကောင်းနေတယ်ဒါကတွက်ကိန်းရပါတော့ဒီသူရဲ့စီးရင်အပေါင်းနှုတ်နော်နှိုင်းရှင်ချက်အရကောင်းတယ်မကောင်းဘူးထွက်တာအဲ့တော့လောလောဆယ် generally ရဆိုလို့ရှိရင်Navan Bill မကောင်းဘူး average hourly earning မကောင်းဘူးဆိုလို့ရှိရင်အတုံးတော့ကဆက်ပြီးတိုးစရာအကြောင်းကြီးဘာလို့လဲဆိုတော့လူသမားစီးပွားကမကောင်းဘူးဆိုလို့ရှိရင်စီးပွားရေးကမကောင်းလို့အတိတ်ပဲတက်ရောက်တယ်အဲ့ဒီအတိုးကိုသွားပြီးမြင့်လို့မရဘူးเนาะမမြင့်တဲ့အပြင်ကိုလိုအပ်ရင်လိုအပ်တယ်လို့တော့ break cut ပေါ့နော် short shot ဖတ်တော့ရအောင်ဒါကတချမ်းပေါ့ဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့အဲ့လောက်ကြီးလွယ်ကူကြီးလူတိုင်းတွေးနိုင်တယ်ပေါ့နော်လူတိုင်းဆိုတော့ဒီ market မှာရှိတဲ့လူတိုင်းmarket participant တိုင်းတော့လူတိုင်းတွေ့တယ်ကျွန်တော်တို့တော့မှာဗျာဒီမြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့သူတို့ US market ကိုဒီလောက်လေးတော့ကျွန်တော်တို့သိတယ်ဆိုလို့ကျွန်တော်လူတွေကကိုယ့်ထက်ပိုပြီးတော့အစအရာတာလွန်နေတဲ့နော်လူတွေကဆိုလို့ရှိရင်ပို့ပြီးတော့သူတို့လည်းတွက်တတ်တာပါလေ trader တွေရော investor တွေရောဒါပေမဲ့တကယ်ကြလို့ရှိရင်ဘာလဲတကယ်အမှန်တရားကဘယ်လိုပြန်ထွက်လာလဲဆိုလို့ရှိရင်ဒီ US labor market ဆိုတာကmacroeconomic data ဖြစ်တယ်အဲ့တော့ကျတော့ဥပမာ unemployment rate ကကျတယ်ဆိုတာအလုပ်လက်မဲ့နှုန်းကျတယ်ဆိုတာကကြည့်လို့ရှိရင်အလုပ်ကိုင်းနေရနေတဲ့အထိပ်ပဲတက်ရောက်တယ်ပေါ့လေအလုပ်လက်မဲ့နှုန်းကရော့ကျတယ်ဒါပေမဲ့ရော့ကျတယ်ဆိုတော့ဘာတွေတွေ့လဲဆိုတော့အောက်မှာရှိတဲ့ participation rate လို့ပါရှိသေးတယ်ပေါ့နော်
participation rate ဆိုတာဒီ labor force ကအလုပ်လုပ်နိုင်တဲ့အင်အားတွေအဲ့ဒီမှာကျွန်တော်တို့အလုပ်နိုင်ကြတဲ့အသက်အရွယ်ပိုင်းခြားတွေခွဲထုတ်တယ်အဲ့ဒါတွေအများကြီးဒါပဲကြာတော့ macro economics ဘက်ကိုပြင်ရောက်သွားတယ်အဲ့တော့ဒီ Snowden တွေပါဒီဟာတွေအကုန်လုံး digest လုပ်ပြီးသွားလို့ရှိရင် manage ကြလို့ရှိရင်ဒီ Nathan Bay တို့ average hourly earning တို့ unemployment rate တို့ပြခဲ့တဲ့ဒီကိန်းဂဏန်းတွေကိုကျွန်တော်တို့ကအတည်ယူလို့ရနိုင်မရနိုင်ဆိုတာကလာမဲ့မနက်ဖြန်ပေါ့နော် US market ဖွင့်တဲ့အချိန်ကြာလို့ရှိရင်သိရလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့နောက်ပြည်လို့ကြာလို့ရှိရင်ဘလိုမျိုးအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ financial market ကိုသိရောက်နေတဲ့ fundamental analysis နော်အတူကောင်းပြင် FA လို့ခေါ်တယ်အဓိကကတော့ macroeconomics ကိုလေ့လာတာပေါ့နော်အဲ့ဒါဒီမှာကျွန်တော်တို့ဒီ labor market အကြောင်းတွေကိုဘယ်လိုလေ့လာသင့်တယ်လဲဘယ်လိုမျိုး analysis လုပ်ရမလဲနောက်တစ်ခုကအခုလာမဲ့အပတ်ရှေ့ဘက်တည်း one stream မှာဆိုလို့ရှိရင် inflation data ထွက်မယ်ဆိုအရင်က high impact data တွေဖြစ်တယ်အဲ့ဒီအကြောင်းတွေကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးသွားမယ်เนาะအားလုံးစောင့်မျှော်ကြည့်ရှုပေးကြပါအားလုံးကြည့်ရှုတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်